ဒီအဲ့တော့ဒါဆိုရင် AO OU IU ဆက်သွားရအောင် AO ကိုအောက်နော်အောက်အဲ့လိုလေအောက်ကဲအောက်ရရင်ဒီကောင်သွားမယ်အိုဟုတ်တယ်အိုးမုံနော်အုံးမုံအိုးနည်းနည်းပေါ့တယ်တဲ့နော်အိုးဟုတ်ပြီနည်းနည်းရှင်းပြီးတော့ကြည့်မယ်နော်အောက်အိုးဟုတ်ပြီရောက်ပါမယ်ခုနအိနဲ့ဝေးကိုတွဲမှတ်လို့ပြောရနော်ဒီတစ်ခါဒီနှစ်ခုကိုတွဲမှတ်မယ်အိုးယုံတူတူပဲနော်အတန်အနေထားတူတူပဲအိုးကပေါ့ယုံကရပေါ့ဒါပဲနော်အဲ့တော့ဒီတော့ခုတွဲမှတ်မယ်အောက်အိုးယုံဟုတ်ပြီယုံမုံယုံတော့ပါလေနော်အမထည့်အောင်ယုံဟုတ်ပြီမလိုက်ဝင်ပြောပါဦးအောက်အိုယုံတော့မစိုး AO လေးပြန်ပြောကြည့်အောင်ယုံဆိုတာကြီးဘက်ကိုမရောက်စေနဲ့ယုံဟုတ်ပါလေယုံချစ်ရတယ်နော်အဆက်ဖြားမှာပဲလာတယ်ယုံအုံယုံအဲ့လိုမဟုတ်အုံယုံဟုတ်ပါလေပဲပြောမယ်နော်โอเคယုံဟုတ်ပြီvivo ပြောပါအောင်အားမဟုတ် sorry အော်ယုံဟုတ်ပြီအောက်ယုံကောင်းတယ်ကဲဒါဆိုရင်ပြန်နှွေးမယ်နော်အဲ့ဒီနောက်ကဒီရှေ့တင်နောက်ကမိတ်ဖြစ်နေမှာဆိုလို့အဲ့တော့ပြန်လာအောင်ကြည့်မယ်မစုံနဲ့အောင်အာအိုဤဦးယူအိုင်အေဝေအောအိုယုံ老师呢来说吧啊哦老师差别没搞不么说呢看到没有比人拍开一五鱼I A way ကောင်းတယ်အောယုံကဲအဲ့ဒီအကုန်ဆိုကြည့်ပါအောင်အာအိုကို老师ပြောထားနော်ခုနအထိ老师အဲလို့ကြားလိုက်တယ်ပေါ့ကိုအဲဖြစ်နေဆိုရင်ထင်ထားနော်စကလေးကပြင်မှပြင်ရတယ်နော်ပါဇက်ဆိုအကျင့်ဖြစ်တတ်တယ်အမြဲတမ်းကိုကအဲလို့ထွက်တာကြာသွားရင်အမှန်ပြင်ဖို့ပိုးပြီးခတ်သွားတယ်ခုစချင်းပြင်လို့ရှိရင်အကျင့်မရသေးဘူးပါဇက်ကအဲ့ကြတော့လွယ်တယ်နော်အဲ့ဒါလေးသတိထားနော်โอเคဟုတ်ပြီကဲဒါဆိုရင်ဆက်သွားကြည့်အောင်အိုင်ရလွယ်ပါတယ်ယေဟုတ်ပြီဒီပေါ်နဲ့ဆက်လာမယ်နော်ရွေဒီကောင်ကယေကောင်ကရွေဟုတ်တယ်ယေခုနပြောထားတယ်တော်တော်ထဲမှာရှောက်လိုက်ဆရာဆိုဒီတစ်ခုပဲပါတယ်ဟုတ်တယ်သုံးခုဖြစ်ပြောမယ်ယေရွေโอเคဆိုတော့သူစင်ပြောကြည့်ပါအောင်ဒီသုံးခုကိုဟုတ်တယ်ယေရွေလိုက်မေးတော့ပြောပါအောင်ဟုတ်ပြီကဲအဲ့တော့老师在他靠边说没啊哦一
一乌鱼鱼 I A way I A wing ao o yo 凹凹用耶约儿月月ဟုတ်ပြီကဲအားလုံးပြန်ဖတ်ပါအောင်အဲ့ဒီပြီးရင်အတစ်တက်မယ်အာအိုO一乌鱼I A wing用凹用耶月ဟုတ်ပြီအဲ့ဆိုရင် an သွားမယ်နော် an ကလွယ်တခုံး n အတန်လို့ပဲမှတ်ထားပါ n ဟုတ်ပြီ n ကလွယ်ပြဿနာ en မှာလာပြီနော် en ကိုတော်တော်များမထွက်တော့ဘူးသူ့အတန်မခတ်ပါဘူးဒါပေမဲ့ n နဲ့တော့မတူ n နှာခေါင်းတန်တုံးတယ်နော်နှာခေါင်းတန်တုံးငါတော့နောက်ခုရှိတော့မယ် n ဒါတခုဒီကောင်အဲ့တော့တစ်လုံးကအင်္ဂလိပ်စာသင်တော့ in ဆို in လို့ in ဆိုပြီးတော့ဆွဲနေတာပေါ့နော်အဲ့တရုတ်စာသင်တဲ့ခါမှာ i ရဲ့အတန်ကိုအဲ့ဒီမိတ်လိုက်တော့ဒီကောင် i ကိုအမြဲတမ်းတရုတ်စာမှာရအတန်ထွက်တယ်လို့မှတ်ထားလိုက်နော်ဒါယင်းဒီမှာ i နဲ့ပတ်သက်တာတွေတော့ပြပြမယ် i ဆိုယီဒီမှာ i ဆိုရင်ယုံဟုတ်လား i ဆိုရဲဒီမှာ in ဆိုယင်းရှင်အဲ့တော့ဒီနှစ်ခုကတအုပ်စုမှတ်ထားလိုက် an yin an yin yin နော် an yin ဟုတ်ပြီ an yin อีပြန်လို့ခင်ပြောကြည့်အောင် an yin you ပြောပါအောင် an yin ဟုတ်ပြီဝေဝေထွန်းဒါလေးပြန်ပြောပါအောင်这个老师没眼这个阿姨有光那是姨呀ပြန်ပြောပါအောင်ဟုတ်တယ်ရေရွယ်နောက်ကခါလေးပြောလိုက်ပါအောင် an yin yin မဟုတ် an yin ဟုတ်ပြီ